အချိန်တွေတော့ပြီးလွှမ်းနေတဲ့ကြကကိုယ့်ကိုကြည့်ပြီးတော့ဟဲငါမှအဝတ်စားဘယ်နှစုံရှိရလဲဘာလို့ဝတ်စရာမရှိသလိုခံစားနေရလဲဆိုပြီးရီမိုးမရဲ့နေရတွေရှိကြလားခန်းနာကြီးတွေအတွက်လှပလေးဖြစ်ချင်ပေမဲ့လေးလံနာမျိုးအချိန်ကိုခန္ဓာမျိုးပြင်ဆင်ရတာမျိုးမလို့ကျင်တော့တဲ့အချိန်မျိုးတွေအတွက် Rose Devia BKK ကြောက်ဆွဲသားတီရှပ်ကလေးနဲ့အသိတော်ဆုံးဖြစ်ရှင်းကြီးကိုပေးလာပါပြီရှင်Rose Devia ဒီပြဿနာဖြစ်ရှင်းဖို့ BKK ဆွဲသားကြောက်တီရှပ်လေးနဲ့အသိတော်ဆုံးဖြစ်ရှင်းကြီးကိုပေးလာပါပြီအင်ဂျီလေးကအရင်30ရာနေရင်50ဒီဝတ်လို့ရတဲ့အပြင်ဆွဲသားလည်းအရင်ကောင်းပါတယ်စီလွန်ပခုံးမှာကြောက်ပြအင်ဂျီလေးမို့လို့ဘဲခန္ဓာကိုယ်ပုံစံနဲ့မစိုးလဲဖက်ညီပြီးတော့တက်တာရှိစေမှာပါခုထဲပြီးပူးတဲ့သားမျိုးလည်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့မြမရဲ့ဒီဦးနဲ့ဝတ်ရတာအတန်ဆုံးပါပဲရှင်နေကေးဘက်ပဲဖြစ်ဖြစ်ငှက်နေပွဲလေးတွေတက်ဖြစ်ဖြစ်ပူလာမှုမရှိပဲလမ်းဆက်ပေါ်ပါနေမှာအသေးကြပါပဲရှင်ထုံးနေရင်မက်ပေါ်ပိုင်းမှာစီးထားတဲ့ငွေရောင်ကြောက်လေးရအလီရောင်နဲ့တွေ့တယ်နဲ့တောက်ပနေတာမို့လို့တိတ်များကြီးပြင်ဆင်စရာမလိုပဲရွှေ့ရှိပေမဲ့ဆွဲဆောင်မှုရှိတဲ့ fashion ကိုဖန်တီးပေးပါလိမ့်မယ်အလောတော့အလုပ်ပြန်လန်းကနေတခါတည်းပဲတင်ငယ်ကျွေးနေပဲလဲမလားအိမ်ကစုံလေးရှိတဲ့ညရဆောက်ပွဲလေးတွေမှာလားပတ်စုံသုံးလို့ရတဲ့ဒီဇိုင်းလေးမို့လို့မြန်မာမျိုးသမီးတို့ရဲ့တထည်လေးနဲ့အရာအစီအစဉ်ချင်းတဲ့စိတ်ကူးတွေကိုအမှန်တကယ်ဖြည့်ဆည်းပေးနိုင်ပါတယ်ရှင်ကိုကိုယုံကြည်မှုရှိနဲ့လှပနေဖို့အခြေကိုခံပြီးအပြစ်မဲ့ခံနေကြမလို့တော့ပါဘူးဒီတွေကတင်းရဲ့အသွင်မျိုးကိုပုံပုံပြည့်စုံစေပြီးကြည်သူတိုင်းမျက်ဝန်းတွေကတစ်စီမှာပဲရှိနေစီမှာပါဒီလိုအရေးသွေးကောင်းပြီးပတ်စုံသုံးလို့ရတဲ့ BKC လို့ကြောက်ရင်ကြီးလေးရဲ့ဈေးနှုန်းလေးကတော့4200ကျပ်ပါပဲရှင်နေ့ပဲတစ်ကိုတင်တန်ဖိုးထားပြီးရိုးရှင်းနဲ့လှပမှုနဲ့ယုံကြည်မှုအပြည့်အဝကိုပေးလိုက်ပါဒီအင်ဂျီလေးကဘလို့တွဲဝင်အလားဆုံးဖြစ်မလဲဆိုတာကိုလေစိတ်ကူးယဉ်ကြည့်ပြီးကောင်းမှမျှဝေခဲ့ပါဦးရှင်